မနက်9နာရီခွဲအလန်းမြည်လာတယ်မိတ်ဆွေတို့ဘာလုပ်လဲချက်ချင်းထပြီးတော့လေ့ကျင့်ခန်းလုပ်လားမလုပ်ပါဘူးနောက်9မိနစ်လောက်ပဲဆိုပြီးတော့ snooze ကိုထက်ခါနှိမ်ရင်းနဲ့9နာရီခွဲ10နာရီလောက်မှလန်နိုးလာတာမလားနိုးလာတဲ့အချိန်မှာလဲလန်းဆန်းဖြစ်နေတာတဲ့ငါဒီနေ့လဲမလုပ်ဖြစ်ပြန်ဘူးဆိုတဲ့စိတ်ပြတ်မှုအလုံးနောက်ကျမှာဆိုတဲ့စိတ်ဖိစီးမှုတွေနဲ့တနေ့တာကိုစတင်နေရတာပုံမှန်ဖြစ်နေပြီမလားအဲ့ဒါမိတ်ဆွေမနဲ့စော်ကြီးထားနေကြမဟုတ်လို့မဟုတ်ပါဘူးမိတ်ဆွေရဲ့ခန္ဓာကိုယ်နဲ့စိတ်နဲ့ကိုလေ့ကျင့်ခန်းလုပ်တဲ့စီခေါ်သွားတဲ့ကူးပြောင်းမှုမှားနေလို့ပါဒီနေ့ဗီဒီယိုမှာစိတ်ဖိစီးမှုမဖြစ်စေဘဲနဲ့မနက်ခင်းလေ့ကျင့်ခန်းဘယ်လိုလုပ်လို့ရမလဲဆိုတဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်စီသူလင်မှာပေါင်200ကျော်ရုံးဝန်ထမ်းဘဝကနေလက်ရှိပေါင်150ဝန်းကျင်မှာကျန်းမာကြစ်လက်နဲ့ခန္ဓာကိုယ် maintain လုပ်ထားလျက်ရှိတဲ့အပြင် certified personal trainer fitness nutrition specialist fat loss specialist ဆိုတဲ့အသိအမှတ်ပြုလက်မှတ်တွေကို MFDA ကနေရယူထားတဲ့နည်းပြတစ်ယောက်လည်းဖြစ်ပါတယ်ကျွန်တော်တို့အမားလုပ်လေးရှိတာကမနက်နိုးတာနဲ့တနာရီလောက်လေ့ကျင့်ခန်းပြင်းထန်လုပ်ရအောင်မယ်လို့တွေးလိုက်တဲ့ကိစ္စပါအဲ့ဒီတနာရီဆိုတဲ့အချိန်ကြီးကကျွန်တော်တို့အုံနောက်ကိုဖိအားပေးပြီးတော့ထက်အိပ်ဖို့အတွက်လှုံ့ဆော်ပေးနေတာပါဒါကြောင့်မို့လို့10 minute rule ကိုအသုံးပြုပါကိုယ့်ကိုဒီလိုစကားမျိုးတွေပြန်ပြောပါငါ10မိနစ်ပဲလုပ်မယ်10မိနစ်ပြည့်လို့မှမလုပ်ချင်တော့ရင်လည်းတော်ပြီပေါ့တကယ်တမ်းလူသဘာဝမှာက10မိနစ်လောက်ချွေးထွက်ပြီးသွားလို့ရှိရင်နောက်ထပ်10မိနစ်20ဆက်လုပ်ဖို့အတွက်အလိုအချိန်ရသွားတတ်ပါတယ်စချင်းမှာစတင်ဖို့ပဲအာရုံစိုက်ပါ perfect ဖြစ်ဖို့ပြီးပြည့်စုံဖို့ကိုခဏလောက်မေ့ထားပါမနေ့နိုးတဲ့အချိန်မှာ gym အဝတ်စားဖြစ်ဘာကိုဝတ်ရင်ကောင်းမလဲဘယ်ဖက်နဲ့စီးရမလဲဘယ်လေ့ကျင့်ခန်းတွေလုပ်ရမှာလဲဆိုပြီးစဉ်းစားတာကျွန်တော်တို့ရဲ့ well power ကို battery ကျစေပါတယ်ကုန်ခန်းစေပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကပတ်ဝန်းကျင်ကိုဒီဇိုင်းချတဲ့နည်းလမ်းကိုသုံးရပါမယ်ညရဲကလေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာဘယ်ဝတ်စားဝတ်မယ်ဆိုတာကိုကြိုပြီးတော့ပြင်ထားပါဘယ်ဖက်နဲ့စီးမယ်ဆိုတာကိုလည်းကြိုပြီးတော့ထုတ်ထားပါပြီးလို့ရှိရင်ဖုန်းထဲမှာ YouTube video plan ဒါမှမဟုတ် program တစ်ခုခုကိုအစဉ်သင့်ပြင်ထားပါမနေ့နိုးတဲ့အခါမိတ်ဆွေတို့လုပ်ရမယ့်အလုပ်တစ်ခုလေးရှိပါတယ်အဲ့ဒါဘာလဲဆိုတော့အသင့်ပြင်ထားတဲ့ဝတ်စားကိုဝတ်ပါအသင့်ထုတ်ထားတဲ့ဖက်နဲ့ကိုစီးပါဖုန်းထဲမှာအစဉ်သင့်သိမ်းထားတဲ့ plan ကိုကြည့်ပြီးတော့စက်ရုပ်တရုပ်လို့စပြီးလုပ်လိုက်ဖို့ပါပဲဆုံးဖြတ်ချက်နည်းလေ stress နည်းလေပါအရေးကြီးဆုံးအချက်က mindset ပါလေ့ကျင့်ခန်းလုပ်တာကိုအလုပ်တစ်ခုလို့ဒါမှမဟုတ်ကိုယ့်ကိုယ်အပြစ်ပေးထားတဲ့တာဝန်တစ်ခုလို့မသတ်မှတ်ပါနဲ့မိတ်ဆွေတို့ကမနက်9နာရီကနေညနေ6နာရီအထိတစ်ထေးအတွက်ကုမ္ပဏီအတွက်အလုပ်လုပ်ပေးနေရတာပါဒီမနက်ခင်းလေ့ကျင့်ခန်းလေးလုပ်တဲ့အချိန်လေးနိုင်ဝက်လောက်ကသာမိတ်ဆွေတို့ရဲ့တနေ့တာအတွက်ကိုယ့်ကိုယ်ပြန်ပေးထားတဲ့တစ်ခုတည်းသောအချိန်လေးပါဒီအရာကိုကိုယ့်ကိုယ်ပေးတဲ့စုတစ်ခုအနေနဲ့မြင်အောင်ပါအဲ့ဒီလိုသတ်မှတ်ပါငါလေ့ကျင့်ခန်းလုပ်ရအောင်မယ်ဆိုတဲ့စကားလုံးစာငါအတွက်အချိန်ပေးခွင့်ရပြီဆိုတာမျိုးအတွေးလေးတစ်ချက်ပြောင်းကြည့်ပါအဲ့ဒီခါဖြစ်တဲ့ခံစားချက်ကမိတ်ဆွေတို့စိတ်ဖိစီးမှုစာစိတ်ကျေနပ်မှုကိုပေးပါလိမ့်မယ်တနေ့ကုန်အလုပ်ထဲမှာပင်ပန်းသားသမျှမနက်စောထားတာဘလောက်ခက်ခဲတယ်ဆိုတာကိုကျွန်တော်သိပါတယ်ဒါပေမဲ့မနက်ခင်းမှာကိုယ့်အတွက်အနိုင်ယူလိုက်တဲ့အဲ့ဒီအောင်ပွဲတေးသေးလေးကတနေ့တာလုံးမှာမိတ်ဆွေတို့ကြုံရမယ့်အခက်အခဲတွေကိုရင်ဆိုင်ဖို့ confidence တွေအများကြီးပြန်ပေးပါလိမ့်မယ်မနက်ခင်းဆိုတာကိုယ့်ကိုနှိပ်စက်တဲ့အချိန်မဟုတ်ဘဲနဲ့ကိုယ့်ရဲ့ lifestyle ကိုပြန်ပြီး reset ချပြီးတဲ့အချိန်ဖြစ်ပါစေမနက်ဖြန်မနက်အလန်းမြည်တဲ့အခါပြန်ပိတ်ပြီးတော့အိမ်မဲ့အစား10မိနစ်လောက်ပဲဖြစ်လေ့ကျင့်ခန်းစလုပ်ကြည့်ဖို့ကျွန်တော်စိတ်ခေါ်ချင်ပါတယ်လက်ခံနေဆိုရင်တော့ comment မှာ challenge accepted လို့ရေးသွားပြီးခဲ့ကြပါအောင်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိပြီးအထောက်အကူဖြစ်စေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်စီတူလက်မှာရေလုံးလောက်တောက်ဖို့မမေ့နဲ့နော်